Drive construction account တွေပါတဲ့အကြောင်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီ junior accountant တယောက်က construction လုပ်ငန်းတွေကိုစတင်ပြီးတော့တာဝန်ယူရပြီဆိုလို့ရှိရင် senior account ဒါမှမဟုတ် management ဘက်ကနေချမှတ်တဲ့စနစ်အတိုင်းတော့လုပ်လို့ရတယ်။သူတို့ပြင်ဒီ site တွေဘက်ကလာရှိတဲ့ data တွေကိုတိတိကျကျနဲ့စီးရင်သွင်းပြရတာပဲဖြစ်တယ်ပေါ့နော်။ International Standard IFRS ရဲ့မူပေါင်းအရဆိုရင် junior accountant တယောက်ကအဓိကလုပ်ဆောင်ရမယ့်အဆင့်တွေရှိတယ်။ဘယ်လိုမျိုးလဲဆိုတော့ senior တွေက budget တွက်တာတွေဒီ revenue recognition တွေလုပ်တဲ့ balance sheet တွေဆွဲတဲ့ financial report တွေပြင်ဆင်နေပေါ့နော်။အဲ့ဒီတောင်းရှုမှုတွေအတွက်အဓိကတွက်ချက်မှုတွေကိုအမှန်ကန်ဖို့ကတော့ဒီ junior accountant တွေစီးရင်သွင်းပေးထားတဲ့ direct cost တွေနဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့ပဲဆုံးဖြတ်တာပဲဖြစ်တယ်ပေါ့နော်။ဒါကြောင့် junior accountant တယောက်က data တွေကိုမှန်မှန်ကန်ကန်တိတိကျကျနဲ့စနစ်တကျစီးရင်သွင်းဖို့ဆိုတာအရေးကြီးဆုံးတာဝန်တစ်ခုပဲဖြစ်တာပေါ့။ဘယ်လိုမျိုးစတင်ပြင်ဆင်ရမလဲဆိုရင်ဒီ project တွေsite တွေအတွက်ပေါ့နော် project code တွေ job code တွေကိုသတ်မှတ်ထားတာကိုနားလည်ဖို့လိုတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီ project AP စတဲ့ project တွေကိုဒီ project ကုန်လေးနဲ့သတ်မှတ်တယ်ပေါ့နော်အဲ့လိုမျိုး project align project ကုန်လေးတွေကိုသတ်မှတ်ပြီးတော့ကုန်ကျစရိတ်ခွဲခြားဖို့ကအဓိကကြတယ်ဒုတိယချက်အနေနဲ့ဆိုရင် category ခွဲခြားရမယ်ပေါ့ဒါက material နဲ့ဆိုင်တာလား sub contractor နဲ့ဆိုင်တာလား equipment နဲ့ overhead အဲ့လိုမျိုးအပိုင်းတွေကိုခွဲခြားပြီးတော့ category ခွဲခြားဖို့လိုအပ်တယ်material ပိုင်းဒီဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေပေါ့ဘီလက်မြေအုပ်တဲ့ကြောက်အစရှိတဲ့ပစ္စည်းတွေဝယ်တာနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်ဆိုရင် material ပိုင်းမှာစီးရင်သွင်းတယ် sub contractor လိုမျိုး mechanical and electronic လျှပ်စစ်နဲ့ဆိုင်တဲ့ပစ္စည်းတွေဒီပန်းရေပိုက်တက်စင်တာတွေပြီးလို့ရှိရင် ပိန်တီပေါ့နော်ဒီတိုက်ခန်းအတွင်းအပြင်ဆေးတုပ်တာတွေအစရှိတဲ့ဒီ sub contractor နဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုလို့ရှိရင် sub contractor အပိုင်းမှာစီးရင်သွင်းမှုလိုအပ်တယ်ဒီ equipment နဲ့ overhead ပေါ့လုပ်ငန်းလည်ပတ်တဲ့စရိတ်ဒီဘယ်လိုမျိုးလဲဆိုတော့ site ငှားရမ်းကားတွေဒီ site တွေရဲ့ရေပိုးမီပိုးစရှိတာတွေကိုလည်းအဲ့လို equipment ပိုင်းမှာအတွင်းနေပေါ့နော်အဲ့လိုမျိုး data တွေကိုခွဲသွင်းမှုအတွက် category လေးတွေခွဲခြားထားဖို့တော့လိုအပ်ပါတယ်